အခုမှလက်ကိုစတင်လေ့ကျင့်တဲ့ beginner တွေအများဆုံးလုပ်တတ်တဲ့အမှား6ခုကိုပြောပြပေးမယ်။နံပါတ်1ကကျိုးမညီပဲနဲ့တီးတာအဲ့ဒါအရန်နဲ့မှအရေးကြီးတယ်ပေါ့နော်။ကျိုးမညီပဲနဲ့တီးရင်ကိုလေ့ကျင့်တဲ့အခါမှာလည်းဒီ ER training မဖြစ်ဘူးပေါ့နော်။ဒီမညီညာတဲ့အတန်တွေကိုဒီနားနေမှတ်မိနေမှာပေါ့။ပြီးတော့အရန်လည်းအတန်ထွက်ကဆိုးတယ်အဲ့တော့ကျိုးတေချာညှိပြီးတီးပါဒါမှပဲ ER training ဖြစ်မယ်ကိုလေ့ကျင့်တဲ့ note တွေအတန်တွေကိုတေချာလေးအမှန်အကန်နားမှတ်မိမှာပေါ့နော်။နံပါတ်2က down တွေပဲတီးနေမိတာဆိုလိုရဒီညာဘက် picking ကို down တွေပဲပေါ့နော်အောက်တွေပဲ down တွေပဲတီးနေမိတာ down အဲ့လိုမတီးပဲနဲ့ပေါ့နော် down ဒီ alternate picking ကိုလေ့ကျင့်ထားဖို့လုံးဝလိုအပ်တယ်ဒါမှပဲ speed တော့လည်းအများကြီးထောက်ကူပြုမယ်လိုအပ်တဲ့အမြန်နှုန်းရမယ်ပေါ့နံပါတ်3ချက်ကကြတော့ဒီလေ့ကျင့်တဲ့အချိန်မှာအမြန်လေ့ကျင့်မိတာဒါက speed တီးတာကိုပြောတာမဟုတ်ဘူးဆိုလိုရကိုက scale တစ်ခုလေ့ကျင့်နေဆိုပါစို့ scale ကိုတခြားမပိုင်နေဘူးအဲ့ဒါကိုတွားပြီးတော့အဲ့လိုမျိုးအမြန်လေ့ကျင့်မယ်ဆိုရင်တရက်မှုလည်းမရှိဘူးတိကျမှုလည်းမရှိဘူးအဲ့လိုမျိုးဖြစ်မယ်ပေါ့နော်အဲ့တော့ဘယ်လိုလေ့ကျင့်တင်လဲဆိုတော့ဖြည်းနဲ့မှန်တိကြကြတက်ရဖြစ်အောင်လေ့ကျင့်တင်ပါလေနံပါတ်4ကတော့အရန်အောင်ရေးကြီးတယ်ဘာလဲဆိုတော့ metronome မပါပဲလေ့ကျင့်တာအဲ့တော့ကိုကဘလောက်ပဲတီးတက်ဘလောက်ပဲလေ့ကျင့်metronome မပါဘဲနဲ့ဒီလိုပဲအဲ့လိုမျိုးပဲတီးနေမယ်ဆိုရင်ဒါကကိုတယောက်တည်းတီးဟုတ်နေတယ်လို့နဲ့တကယ်တမ်း recording နဲ့တီးတဲ့အခါတကယ်တမ်း band နဲ့တီးတဲ့အခါမှာအများကြီးလွဲချော်သွားနိုင်တယ်အဲ့တော့ metronome နဲ့စနစ်တကျတေချာလေ့ကျင့်ပါနံပါတ်5ကျတော့ရီမန်းချက်မထားတာဘယ်လိုမျိုးလဲဆိုတော့ဒီတစ်ခုလေ့ကျင့်လိုက်တယ်ဒီတစ်ခုခက်လို့ဆိုပြီးတော့ကြော်ရတယ်ပြီးနောက်တစ်ခုပြန်လေ့ကျင့်တယ်နောက်တစ်ခုလည်းနည်းနည်းတီးကြည့်တယ်ခက်တယ်ဟာဒါရငါတော့ခက်တယ်ဆိုပြီးကြော်ရတယ်ပြီးနောက်တစ်ခုသွားတယ်အဲ့ဒါလုံးဝမလုပ်သင့်ဘူးเนาะကိုကျင့်မဲ့ဟာတစ်ခုကိုတိကျချာဂိုးထားပြီးတော့ဒါကိုငါရအောင်ကျင့်မယ်ဆိုပြီးတော့အဲ့လိုမျိုးလေ့ကျင့်သင့်ပါတယ်နံပါတ်6ဒီဟာတော့ကျွန်တော်တင်နန်းသားတွေကိုလည်းအများအားပြောတယ်ပေါ့နော်။ဘာလဲဆိုတော့တင်နန်းစာတွေကိုလုံလောက်စွာမလေ့ကျင့်ထားတာပေါ့နော်။ဆိုလိုရင်းကတချင်းတွေပဲလေ့ကျင့်ချင်နေတာဒီလိုအပ်တဲ့ဟာတွေကိုမလေ့ကျင့်ဘူးပေါ့နော်။ဥပမာကိုကလက်တီးပြီဆိုရင်အနည်းဆုံးလိုအပ်တဲ့ skill လေးတွေလေ့ကျင့်ရမယ်။အဲ့တော့ဘာ skill တစ်ခုမှမလေ့ကျင့်ချင်ပဲနဲ့သွားပြီးတော့ဒီ dictionary ကြီးပဲစွတ်တီးတာပေါ့နော်။ဒီ dictionary မှာဘာ skill ပါလဲမသိဘူး။ဘာ technique နဲ့သုံးတော့မှလည်းမသိဘူး။ဒါဆိုရင်ကိုစီးတဲ့မြင်အထီးမှန်းမသိအမှန်မှမသိဖြစ်တယ်ပေါ့။တကယ်တမ်းကိုဒီတချင်းတွေကိုလိုက်တီးမယ်ဆိုရင်မတီးတတ်တော့တာမျိုးကိုယ်တိုင် improvise လုပ်တီးမယ်ဆိုရင်လည်းမဖန်တီးနိုင်တာမျိုးဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တချင်းတွေကိုပဲစွတ်တော့တီးတာကိုကလေ့ကျင့်တဲ့တင်ကန်းစာတွေတီးထိုက်တဲ့အရာတွေကိုမလေ့ကျင့်ထားလို့ပေါ့နော်တကယ်တော့အဲ့ဒါအရင်ရေးကြည့်ပါတယ်တချင်းကိုလုံးဝမတီးနဲ့ပြောတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အရှင်းဆုံးပြောရရင်တချင်းဆိုတာမတီးမချင်းတီးရမှာပေါ့နော်အဲ့တော့ကိုကလိုအပ်တဲ့တီးထိုက်တဲ့အရာတွေကိုဒါအရင်ဖြည့်ထားမယ်ဆိုရင်ဘာတချင်းတီးပို့ပြီးလွယ်ကူသွားမယ်ရှေ့ဆက်ဖို့လည်းပိုလွယ်ကူသွားတယ်လို့အောက်ခြေခိုင်ရင်အမြင့်ကိုဘယ်လောက်တက်လို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးပါပဲအဓိကမှာချင်တာကတော့